တကယ်စိတ်ဝင်စားမှတစ်စိတ်ချင်းနဲ့ရှိပြီးသားဖောက်နေကိုယ်စိတ်ကိုယ်တိုင်ဖြစ်မနေဘူးဆိုလို့ရှိရင်ကိုယ်တိုင်ဖန်တီးမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကိုယ်တိုင်ဖန်တီးခြင်းတဲ့အတွက် MCN ကနေ chance တစ်ခုရရှိလို့လာပါပြီ။ဘာလဲဆိုလို့ရှိရင် Pound Creation Class ကိုဖွင့်လိုက်တာပါ။အဲ့ Pound Creation Class ကဘာတွေပါမလဲဆိုရင်ဒီကိုယ့်ရဲ့လက်ရည်ကိုပဲဖြစ်ပါစေတခြားသူတယောက်ရဲ့လက်ရည်ပေါ့နော်ဟောကိုတငယ်ချင်းလက်ရည်အရင်လှတယ်အဲ့တော့သူ့ရဲ့လက်ရည်လေးကိုငါရဲ့ဖောက်မှာငါရဲ့ကွန်ပျူတာမှာသုံးလိုက်မယ်ဆိုလို့ရှိရင်ကိုသုံးရနေမှာကိုမအဲ့လိုမျိုးဖောက်မှာမရှိဘူးဆိုကိုယ်တိုင်ဖန်တီးမှရမယ်ဒါမှမဟုတ်ကိုဒီတိုင်းသားတယောက်ဖြစ်နေလို့မလို့ဒီတိုင်းသားဖောက်ကိုယ်တိုင်ဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်ရောဒါမျိုးပေါ့နော်ပြီးတော့အဲ့ဟာဒီကြိုက်တဲ့ကွန်ပျူတာကောင်းမှကြီးကြိုက်တဲ့ကွန်ပျူတာမှာ install လုပ်လိုက်ရင်တခါတည်းအဆင့်သုံးလို့ရတဲ့အဆင့်ထိအောင်သင်ပေးမှဖြစ်တယ်တခုပဲပြောချင်တာကဘာလဲဆိုတော့တကယ်စိတ်ဝင်စားမှတစ်စိတ်ချင်းနဲ့အကောင်းဆုံးကတော့ဒီဇိုင်နာတွေအတွက်ပို့ပြီးတော့တင့်တော်တယ်ဆိုပေမဲ့လို့ဒီဇိုင်နာမဟုတ်လည်းပဲကြက်လို့ရတယ်တကယ် creation လုပ်ချင်တဲ့ stance ရှိနေဖို့ပဲလိုတယ်အဓိကတော့စိတ်ပဲဘာလို့လဲဆိုတော့စိတ်မပါဘူးအဲ့က line ကိုမကြိုက်ဘူးစိတ်ဝင်စားဘူးဆိုလို့ရှိရင် Pound Creation process ကနဲ့ boring ဖြစ်စရာကောင်းတယ်ပေါ့နော်တခုကချက်တင်မဟုတ်ပါဘူး Pound Creator ဆရာမိုးဆက်သင်ပေးမှာဖြစ်ပါတယ်ဒီသင်တန်းကိုအပ်ချင်တယ်ဆိုလို့ရှိရင် MCN ချက်ပေါက်မှာလာပြလို့ရတယ်ဒါမှမဟုတ် MCN admin စီမှာလည်းပဲ Telegram MCN admin စီမှာလည်းပဲလာပြလို့ရပါတယ်ခင်ဗျာ